ကဲမှုကမကွာနေလားစိတ်အားလုံးပဲမင်္ဂလာပါနော်အခုเนาะအကောင့်ထဲမှာလာမိထားတာတွေ့လို့ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ပထမဦးဆုံးတယောက်ကလာမိထားတာကျတော့အမေတဲ့အမေကိုအနောက်ပိုကင်းလို့ဘယ်လိုခေါ်လဲပေါ့နော်နောက်တယောက်ကကျတော့ပညာတဲ့เนาะပညာကိုဘယ်လိုခေါ်လဲဆိုတော့အခုအညီဦးဆုံးအမေကိုပြောပြမယ်ပေါ့နော်အမေကိုကျတော့အနောက်ပိုကင်းလို့ကမွန်းလို့လဲခေါ်တယ်မွန်းလို့လဲခေါ်တယ်เนาะမအိုမွန်းပေါ့နော်ကျမတို့ဆိုရင်ကျမတို့အမေကိုမွန်းအဲ့လိုပဲခေါ်တယ်ပေါ့နော်ကဲနောက်တော့ပညာကိုကြတော့အနောက်ပိုကင်းလို့ကစက်ကုံပါကုံတီเนาะစက်ကုံပါကုံတီလို့ပဲပြောပါတယ်ပညာစက်ကုံပါကုံတီเนาะပညာကိုစက်ကုံပါကုံတီအမေကိုကြတော့မွန်းလို့ခေါ်တယ်เนาะမွန်းလို့ခေါ်ခြင်းလဲခေါ်လို့ရတယ်မွန်းလို့ပဲခေါ်ခြင်းလဲခေါ်လို့ရတယ်เนาะစကုတ်စတာနဲ့